မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ကံယူတိုင်းဒေတာတိုင်းစစ်ဌာနချုပ်ကာယခလက်အောက်ခံစစ်လက်နက်ပစ္စည်းတပ်ကစစ်တီတဝူရဲ့အစာကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကအမှတ်340နှစ်စစ်လက်နက်ပစ္စည်းတပ်ခွဲဘိန်းမျိုးကပါကျွန်တော်တို့တပ်ခွဲကကိုပိုင်အမှတ်82539ဒုအရာခံမှုခင်မောင်အေးနဲ့ကြီး4438ခွန်ဘုံမှုနေဝင်တန်းတို့အကြောင်းကိုပြောပြခြင်းလို့ပါတက်မှာသူတို့2ယောက်ပေါင်းပြီးအရန်လူပါဝါနေကြပါတယ်ရဲဘော်တွေရဲ့လာစာတွေကို2ယောက်ပေါင်းပြီးစားနေကြပါတယ်ခွင့်မဲ့စစ်တီလာစာကိုဖျက်စားတာတက်တာဆိုင်နဲ့ကန်တင်းဆိုင်ကပတ်စံဖျက်တာကအစာပါတက်မှုကလည်းမသိကျင်အောင်စောင်းနေပါတယ်တက်ကတက်မှုကြော်ကလည်းစစ်တီတွေရဲ့မိန်းမဖြစ်တဲ့ရဲမေတွေကိုအသေးခိုင်းနေပါတယ်ဒီလိုကာလမှာတက်တွင်းစည်းလုံးညီညွတ်မှုရှိအောင်တိဆောက်ရမှာဖြစ်ပေမဲ့တက်တွင်းမှာလေတယ်လို့လှုပ်ရှားနေကြပါတယ်ဒါကိုအားလုံးသိအောင်တင်ဆက်ပေးပါလို့ရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တပ်မတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်း message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်